စဉ်တုန်းကကိုထင်ခဲ့ဒီကဘာကိုလက်တဲ့ကျဲတွေကိုလို့ရမယ်အိမ်မတွင်နဲ့သက်ရှင်ခဲ့ဒါပေမဲ့လေလုံနိုင်မရရတိုင်းလည်းကုန်မလို့ချင်ခဲ့တာအထမဆုံးကိုနားလေခဲ့အော်ဒါဟာလောကရဲ့သင်္ခါစားပဲနေကြချင်လေသင်္ခါစားပဲတော်ရွှင်ချင်လေခဏတာပါပဲအားလုံးဟာပြီးရင်ချမ်းမြေခဲ့အမတ်တရားဆိုတာတွေကလွယ်ရင်ပေါ့ချစ်ခဲ့ဘူးတဲ့လူတရားထာဝရလို့ကိုချင်မမတနေ့တော့သူထွက်ခွာသွားတော့ကိုရင်မတီးဖြာခြင်းများခြင်းများဒါပေမဲ့လေအချိန်ကကူစားတရားတွေလဲတဖြည်းဖြည်းနဲ့ချက်သွားနောက်တစ်ချိန်ကုန်မဆွဲလာလမ်းတော့ဒါဟာလောကရဲ့သင်္ခါစားပဲနေကြချင်လေသင်္ခါစားပဲကြော်ရွှင်ချင်လေခဏတာပါပဲအားလုံးဟာပြီးရင်ချမ်းနေခဲ့အမတ်တရားဆိုတာတွေကလွယ်ရင်ပေါ့ချစ်ခဲ့ဘူးတဲ့လူတယောက်ထာဝရလို့ကိုတင်မမတနေ့တော့သူထွက်ခွာသွားတော့ကိုရင်မတီးဖြာခြင်းကြခြင်းများဒါပေမဲ့လေချိန်ကကူစားတရားတွေလည်းတဖြည်းဖြည်းနဲ့ချက်သွားနောက်တစ်ချိန်ကိုမဆွဲလာလက်တော့အောင်တိုင်းတွေလည်းတွေ့ခဲ့ဘူးပြီဖတ်တန်ကိုလည်းမြင်မှုပြီနေနေညတွေလာနေသေးတော့အကောင်းဆုံးတွေကြုံရအောင်ပြီဒါကိုတည်ရင်ဆိုင်ဖို့မခက်ခဲပါဘူးဒါဟာလောကရဲ့သင်္ခါစားပဲနေကြချင်လေသင်္ခါစားပဲတော်ရွှင်ချင်လေခဏတာပါပဲအားလုံးဟာပြီးရင်ချမ်းနေခဲ့အမတ်တရားဆိုတာတွေကလွယ်ရင်ပေါ့လောကရဲ့သင်္ခါစားကိုချင်ရဲ့ something you say then you say Look at him in Gaza. Go to Jesus.